အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ RH 350ဘောနော်ဒီ Lexus ကို gear ဘယ်လိုထိုးရမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ရှင်းပြပေးမှာဖြစ်ပါတယ်သူကလည်းတခြားကားနဲ့အကုန်လုံးတူတူပါပဲကားတိုင်း auto နီးပါတူတူပါပဲဒီမှာ gear RND အဲ့လိုပါအကုန်လုံးတူတူပါပဲဒီကောင် gear ထိုးချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒါ gear ထိုးတဲ့ဟာပေါ့အခုဒီမှာစင်တာမှာနေတဲ့ဘောဆိုဒီနားလောက်နေရပါတော့ gear ထိုးချင်တယ်ဆိုလို့ရှိရင်ဒီဘေးဘက်ကိုတွန်းဒီမှာများလေးပါပါနော်များလေးကိုဒီဘက်တွန်းပြီးတော့အပေါ်အောက်ကစားပေးရမှာဖြစ်ပါတယ်နော်ဒီတိုင်းထိုးတော့မရဘူးနော် okay gear ထိုးချင်လို့ရှိရင် in ဆိုရှင်ဒီဘက်တွန်းပါနော်တပြားလိုက် okay ကျွန်တော်ဒီ gear ကိုဒီဘက်တွန်းလိုက်မယ်in ဖြစ်သွားပြီ gear ထိုးချင်လို့ရှိရင်တွန်းရှေ့ကိုတွန်းဒီမှာ R ဖြစ်သွားပြီတွေ့လားမသိထိုးချင်ဆိုဒီဘက်ပဲပြန်တွန်းin ဖြစ်သွားပြီအောက်ကိုပြန်ဆွဲ D ဖြစ်သွားပြီပေါ့နော်ရှေ့ကိုပြန်တွန်း in တွေ့လားမသိအဲ့လိုဖြစ်တာပေါ့ဒီကောင်လေးဒီဘက်တွန်းရတာပေါ့ gear ထိုးမယ်ဆိုရှင်ဒီဘက်တွန်းပြီးတော့ R N D N R okay ဒီပါကင်ပြန်ထိုးချင်တယ်ဆိုရင်ဒီမှာပေါ့ဒီဗီဒီယိုကခလို့လေးပေါ့နှိပ်လိုက်ရုံပဲခုဒီမှာ N ပြည့်နေတော့ကျွန်တော်နှိပ်လိုက်မယ်ဒီ B ဆိုပါကင်ပြီးစိမ့်တော့ပေါ့နော် okay အားလုံးကျေးဇူးတင်ပါတယ်